Hello ဒီနေ့မနေ့ကတော့တသားအတွက်စက်သားချောင်းကြော်ရဲ့အာလူချောင်းကြော်ရဲ့လုပ်ပြီးဖို့ပေါ့နော်ဒါအသားလေးတွေကိုထုတ်ပါတယ်အခက်ခင်တွေမှာထားတဲ့အတွက်တော့ဒီပြောလို့ပေါ့နော်အပြင်မှာအစင်းစောစောလေးထုတ်ထားလိုက်ပါတယ်ပြီးတော့အာလူချောင်းကြော်လုပ်ဖို့အတွက်ဆိုပြီးတော့အာလူလေးနှလုံးမှာထားလိုက်ပါတယ်ယူရကြော်မှလည်းပေါ့နော်ဒါကပ်ပြီးတော့ကြော်မှဖြစ်ပါတယ်ကြော်ပြီးတော့တသားမနဲ့စားပေါ့နော်ပြီးလို့ရှိရင်တော့မနေ့ပိုင်းဆိုလို့ရှိရင်တသားပေါင်းမုံလေးဒီချီစီလေးနဲ့အဲ့လိုမျိုးလေးတုပ်ပြီးတော့စားတက်လေးပေါ့နော်သူရင်ကြိုက်တဲ့ခါကျတော့အဲ့ဒါလေးကိုတုပ်ပြီးတော့သူရဲ့ breakfast အနေနဲ့ပင်နူးနေပေါ့နော်ကျွေးလိုက်ပါတယ်စီတီမကိုတွားလိုက်တယ်ပေါ့နော်စီတီမမှာသူကတားလေးတွေဝယ်လာတယ်ပြီးတော့ရေခဲတတားလေးနဲ့နည်းနည်းဖီးလုပ်လိုက်တယ်ပေါ့နော်ပြီးခါကျတော့တသားကိုစံကျွေးရဲ့အခါမှာပေါ့နော်ဒီမြအားဖြည့်စံလေးကိုသုံးဖြစ်တယ်သူဖြည့်စစကျွေးရမြအားဖြည့်စံလေးနဲ့ပဲကျွေးဖြစ်တာပေါ့နော်သူကထဲမှာကလေးတွေလိုအပ်တဲ့ဓာတ်တွေအစုံပါတဲ့အတွက်မြအားဖြည့်စံလေးကိုပဲသူမြင်နဲ့ကျွေးဖြစ်ပါရဲ့ရှင်အဆုံးထိကျေးဇူးပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်